ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်မွေးနေ့လေးပါဗျာဒါ25နှစ်ပြည့်ပါခင်ဗျာဟုတ်ကဲ့ကိုယ်ပိုင်ရှင်းလေးတွေရောဒါဆိုပြလားဟုတ်ကဲ့ကျွန်တော်ကိုယ်ပိုင်ရှင်းလေးတွေဆိုပြပါတယ်ခင်ဗျာကျွန်တော်လက်ရှိကျွန်တော်ရဲ့ကိုယ်ပိုင်တေးသချင်းလေး5ပုဒ်ထွက်ထားပါတယ်ကျွန်တော်ပထမဦးဆုံးသချင်းလေးပေါ့နော်ကျွန်တော်ရဲ့တေးစီတီကောင်စင်လေးဖြစ်တဲ့အနေဝေးလဲလွမ်းလို့မငုံနဲ့ဆိုတဲ့သချင်းလေးကိုကျွန်တော်ရဲ့ဆရာကိုနောင်ယူတေးရေးဆရာကိုနောင်ယူကရေးဆက်တည်ကုံပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒုတိယသချင်းလေးကကြတော့ကိုရဲမင်းကိုဘာနော်တေးဆရာကိုရဲမင်းကိုကနေပြီးတော့ရေးဆက်ပေးထားပါတခြားသချင်းလေးရာကြတော့လဲဟိုစီးလူကြုံမဲ့မူတက်နေဆိုတဲ့သချင်းလေးရာကြတော့တေးဆရာကြီးလေးအောင်မျိုးဝင်းရရေးပေးထားပါခင်ဗျာနောက်ထပ်တစ်ပုဒ်ကကြတော့ပျော်ရွှင်စရာအလူမင်္ဂလာဒီအလူသချင်းလေးပေါ့နော်အခုနောက်ဆုံးထွက်ရှိထားတဲ့အလူသချင်းလေးကတော့ကျွန်တော်တေးဆရာကိုရဲရင်ခန့်ရေးပေးထားပါဒါလောကတွေကိုဒါဘယ်လိုရောက်ဖြစ်တာကျွန်တော်ဘယ်လိုလဲဆိုတော့ဝါသနာပါလို့ပေါ့နော်ကျွန်တော်တကယ်တမ်းကတော့ငငယ်လေးကအရန်ဝါသနာပါတဲ့ဒီအလုပ်လေးကိုလှုပ်ဖြစ်တော်ပြီဆိုတဲ့စိတ်နဲ့အလုပ်ကိုလှုပ်လိုက်တာပါမျိုးရောမရှိပါဘူးကျွန်တော်တယောက်တည်းထုံထုံပေါက်ပေါက်ပေါ့တကယ်ကိုဝါသနာပါလို့လှုပ်ဖြစ်လိုက်တာပါနာမည်ကဒီမိုးသက်နေပြီဆိုတော့ဟုတ်ကဲ့အဲ့တော့ဘယ်လိုလေးနာမည်လေးဆင်ပြသွားတဲ့အကြောင်းဟောပြောပါဦးဘယ်လိုလေးလဲဆိုတော့ကျွန်တော်ရဲ့ဟိုအဖေမေပေးထားတဲ့နာမည်ကမိုးသက်ထွန်းပါအဲ့တော့ကျွန်တော်နောက်ကထွန်းဆိုတာကြတော့နည်းနည်းလူကြီးဆန်ပြီးတော့အရန်ယူသွားမလားလို့ပြောင်းလိုက်တာပါပထမဦးဆုံးသချင်းလေးကတော့အဆွေသချင်းလေးပေါ့နော်အဆွေသချင်းလေးပါဟိုနေဝေးလဲလွမ်းလို့မငုံနဲ့ဆွဲသချင်းလေးကအဲ့သချင်းလေးကိုတော့ပြိတ္တတော်တော်များများကြိုက်ကြပါတယ်ထိုက်တင်တဲ့လောက်လေးတော့အဲ့သချင်းလေးနဲ့ပေါက်တယ်ပေါ့နော်နိုင်တွေစက္ကန့်တိုင်းမှာမင်းကိုတတိယနေတာပါကိုရူရီနေဝေးလဲလေးလွမ်းလို့မငုံနဲ့ချစ်သူရေအရာရာပြောင်းလဲပါစေကိုရဲ့အချစ်ကမပြောင်းလဲပါဘူးနော်မင်းရဲ့စကားတဲ့လေးတွေကြားချင်တော့ကိုရဲ့နားထဲမှာနိုင်တွေစကားတိုင်းမှာမင်းကိုတတိယနေတာပါကိုရူတွေအနေဝေးလဲလေးလွမ်းလို့မငိုနဲ့ချစ်သူရာရာပြောင်းလဲပါစေကိုရဲ့ချစ်တော့မပြောင်းလဲပါဘူးနော်မင်းရဲ့စကားတဲ့လေးတွေကြားချင်တော့ကိုရဲ့နားထဲမှာပတ်သက်ပြီးခံစားမှုကကိုယ်တိုင်ခံစားမှုတွေနဲ့ရောစက်တာလားတော့ချင်းပေါ်မှာခံစားဟုတ်ကိုယ်တိုင်ခံစားမှုလည်းပါတာပေါ့တချင်းပေါ်မှာစီမျောတာလည်းပါတာပေါ့ဟုတ်တဲခွဲဘူးတော့ဟောခွဲဘူးတာပေါ့အဲ့တော့တဲခွဲနေပဲအဆွေးချင်းတွေဆိုပြတာလားဒါမှမဟုတ်ဒီမြန်မာတန်ကိုဒါကြိုက်လို့ကိုဆိုပြတာမြန်မာတန်ကိုကြိုက်လို့ကိုဆိုပြတာပါကိုရှိမှာစံထားဆိုရင်တော့ပေါ့နော်ကျွန်တော်အရင်ကဝါသနာရှင်အနေနဲ့ဆိုခဲ့တော့ကတော့ကိုမိုးတက်နိုင်ပြီးတော့ကိုပိုင်တက်ကျော်ပြီးတော့ကိုပညာဟန်တို့တချင်းနေကျွန်တော်အများဆုံးဆိုပြပါတယ်ပို့ပြီးတော့အများဆုံးအဲ့ထဲမှာဆိုပြထားတာကိုပိုင်တက်ကျော်ရဲ့တချင်းနေပေါ့နော်ပိုင်တက်ကျော်ကိုတက်နိုင်တို့တချင်းနေဒါပို့ပြီးတော့ဆိုပြပါတယ်ကြိုက်လဲကြိုက်ပါတယ်သူတို့တချင်းလေးပထမဦးဆုံးအနေဝေးလဲလွမ်းလို့မငုံနဲ့ဆိုတဲ့တချင်းလေးထွက်တော့လို့ထိုက်တင်တဲ့လောက်လေးပေါ့နော်ပရိသတ်တွေအတိမတ်ပြုတဲ့အတွက်ကျွန်တော်ဝမ်းသာတယ်အဲ့အတွက်ပေါ့နော်နောက်ထပ်ထပ်ပြီးတော့လှုပ်ဖို့ခွန်အားကြီးဖြစ်လာတယ်ပေါ့နော်ငကိုရဲ့လည်းစိတ်ကလည်းကျွန်တော်ကဝါသနာပါတဲ့ဒီအလုပ်လေးတချင်းလေးတွေကိုအဆုံးစုံထိရောက်အောင်ကြိုးစားကြည့်မယ်လုပ်ကြည့်မယ်လို့ဆန္ဒရှိပါတယ်ခင်ဗျကျွန်တော်အရင်အလုပ်လုပ်တယ်ရန်ကုန်မှာအလုပ်လုပ်ပြီးကျွန်တော်ဒီဝါသနာပါတဲ့ဒီတချင်းလေးတွေစုံနိုင်ဖို့တော့ကျွန်တော်ပတ်စံလေးတွေစုထားပါတယ်အဲ့ဒီတချင်းလေးနဲ့ကျွန်တော်ဆိုပြတဲ့ဒါပေမဲ့ကျွန်တော်ဆရာရှိပါတယ်ကျွန်တော်ဒီလုပ်လေးလုပ်မယ်ဆိုတော့ဆရာကလည်းပေါ့နော်ဒါဝါသနာပါတယ်ပြီးလို့ရှိရင်ဒါကိုဆရာပေါ့နော်ဟိုဖြစ်နိုင်ခြင်းရှိရဆိုပြီးတော့ဆရာကနေလည်းနောက်ကနေ supporting ပေးပါတယ်ခင်ဗျဒုတိယပါချင်းပါနေဒုတိယသချင်းကြတော့ကျွန်တော်ဟိုပါပေါ့နော်ဖွင့်ပြောခဲ့တယ်လို့ဆိုတဲ့သချင်းလေးအဲ့သချင်းလေးကကြတော့ဟိုကျွန်တော်ဝယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်အနေဝေးလဲလွမ်းလို့မငုံနဲ့ဆိုတဲ့သချင်းလေးစထွက်တော့ကျွန်တော်ဆရာကျွန်တော်အဲ့သချင်းလေးကိုတင်လိုက်တော့ဟိုပထမဦးဆုံးကျွန်တော်ဆရာကိုနောင်ရိုးကနေမှဟိုညီလေးအတန်လေးကိုသဘောကျလို့တဲ့ညီလေးတန်လေးသဘောကျလို့အခုဆရာပေါ့နော်အခုသူ့ရဲ့လက်ဦးဆရာနေပြောမှညီလေးနဲ့စကားပြောကြည့်ခြင်းနဲ့ညီလေးကိုတချင်းလေးလက်ဆောင်လေးပေးခြင်းနဲ့ပေါ့နော်ဒီဖွင့်ပြောခဲ့တယ်လို့ဆိုရတဲ့တချင်းလေးကိုဟိုညီလေးအတန်နဲ့ဆိုလိုက်ဖတ်မယ်လို့ဆရာကပြောတယ်တဲ့ညီလေးစိုးမလားတဲ့ဆိုဟုတ်ကဲ့အကိုလို့စိုးမှာပေါ့ကျွန်တော်ကဝါသနာပါတာကိုအဲ့လိုရမယ်ဆိုတော့အတိုင်းမသိဝမ်းသားတော့ပေါ့နော်အဲ့လိုဝမ်းသားအဲ့နဲ့ဆရာဟိုအကောက်လေးပေးထားတယ်တဲ့ညီလေးကိုလာအဲ့လေးမယ်ညီလေးလက်ခံလိုက်ပါတဲ့ဆိုတော့ကျွန်တော်လက်ခံလိုက်ပါတယ်ပြီးတော့ဖုန်းနံပါတ်လေးပေးရကျွန်တော်ဆက်လိုက်ပါတယ်ယူတေးပဲကျွန်တော်ဟုတ်ကဲ့ဆရာမင်္ဂလာပါဆိုပြီးဆရာကိုနှုတ်ဆက်တယ်စကားပြောလိုက်တယ်ဆရာဒါမင်းအားလားတဲ့ဗမာနေရလဲပေါ့နော်ဒါဗမာနေရလဲပြီးတော့ဘယ်နေ့အားလဲဆရာပြီးတော့လောဆယ်တော့ဒါတင်တန်းတက်နေရဆရာလို့ဟိုတနည်းနည်းတော့ဒါအားတယ်လို့ဆိုတာဆရာ
အားရရသားလာခဲ့ဆရာသားကိုတချင်းလေးပေးခြင်းတယ်ပေါ့နော်အဲ့လိုပြောလို့ဒါဆရာရှိကိုသွားခဲ့ပါတယ်ဆရာရင်လင်းကွာနေပြောတာဆရာမင်းအတန်လေးဟာတဲ့ချူချူချွဲချွဲလေးဆိုတော့လေတော့တဲ့ဒီတချင်းလေးနဲ့လိုက်မယ်လို့ဆရာထင်လို့မျိုးပေးမှာပါတဲ့ဟိုဒါဆိုမလားတဲ့ဟုတ်ကဲ့ဆိုမယ်ဆရာလို့ဆိုဒါအဲ့တချင်းလို့ထုတ်ဖြစ်သွားတာပါအဲ့တချင်းလေးကကြတော့သူကမိန်းကလေးတက်ကိုကြိတ်ပြီးကြွေတဲ့သဘောပေါ့နော်အဲ့လိုကြိတ်ကြွေနေတဲ့သူအရန်ချစ်နေတဲ့သဘောမျိုးအဲ့လိုမျိုးဟိုသူဖွင့်ပြောမယ်နဲ့အိမ်မက်ထဲမှာပဲသူဖွင့်ပြောလိုက်တာတကယ်အပြစ်မှာသူမပြောပြလိုက်ဘူးပေါ့နော်လူငယ်တော်တော်များများအဲ့လိုမျိုးရှိတယ်နော်ဟုတ်ရှိရပါဘောကျွန်တော်တို့လည်းရှိခဲ့ဥတာပဲဒီတချင်းလေးကိုအကောင်းဆုံးဆိုတာတဲ့ကျွန်တော်အကြိုက်ဆုံးနေရာလေးอ่ะပေါ့နော်ချစ်တဲ့သူကိုဖွင့်ပြောပြဖို့အသေးနှလုံးရဲ့အကြောင်းလေးတွေချစ်တဲ့သူကိုဖွင့်ပြောပြဖို့အသေးနှလုံးရဲ့အကြောင်းလေးတွေကိုကွယ်လူရဲ့ကြည်ပါစေဒီရင်တဲ့ကပြင်းပြတဲ့ခံစားချက်ကိုတိမ်မွေးနူးညံ့လာတဲ့ရှင်ခုန်တဲ့စက္ကန့်တိုင်းကိုမြင်ဝင်ကြည့်ပါမေးရဲ့နာဆင်ပေးပါမေးရဲ့တန်စင်လေးကစီးတဲ့ညီညာကခုန်နေတဲ့ဒီနေ့မှာခွေဖွင့်ပြောလိုက်မေခွေတင်လိုက်တဲ့ခါကျတော့လေရေးတဲ့ကွန်မလေးဘယ်လိုရေးလာကောမလီကိုဘယ်လိုရေးလာလဲဆိုပိတ်သက်တွေကအားပေးတယ်ပေါ့နော်တချို့ကတော့အားပေးတယ်ဆက်ပြီးကြိုးစားပါပေါ့နော်ဆိုတော့အလိုလေးပြောကြပါတယ်အတန်လေးကငြိမ်ငြိမ်လေးနဲ့အတန်ချိုချိုအေးအေးလေးနဲ့နားထောင်လို့အရန်ကောင်းတယ်ဆိုပြီးတော့အဲ့ဒီနေမှာတဆင်ဦးသက်ကိုတတော်မှာပေါ့နော်ပရိသတ်တွေကနေပြီးတော့မောင်လေးအတန်ချိုချိုလေးနဲ့ဥအောင်သူတချင်းလေးတွေစိုးပြပါလားပေါ့နော်အဲ့လိုလေးတောင်းကြတယ်တချင်းတွေတော်တော်များများတောင်းကြတယ်ကျွန်တော်လည်းစိုးပြဖြစ်ပါတယ်အရန်လက်ဝါသနာပေါ်ပါလာဆိုတော့လေကိုအဲ့လိုအားပေးတယ်တချင်းလေးတောင်းလာတဲ့ခါကျတော့ကျွန်တော်အရန်ပြောပါတယ်အဲ့တော့လည်းကျွန်တော်သူတို့တက်နိုင်တယ်လို့ပေါ့နော်တတော်မှာလူမျိုးစိုးပြပေးပါကျွန်တော်မိုက်မပါဘူးတီးလုံးပါဘူးဒီတိုင်းအလွတ်တွေဆိုပြတာဆိုတော့ခါကျတော့ပရိသတ်တွေကဘာပြောလာလဲဆိုတော့အတန်လေးကချိုချိုအေးအေးလေးနဲ့အရန်သဘောကျတယ်ပေါ့နော်အရန်ကြိုက်ရတယ်အဲ့လိုမျိုး message လေးတွေတော့ရတယ်ပေါ့လည်းငါဘုတ်ထွက်လာပြီနောက်တော့သချင်းတွေလုပ်ဖို့ရောစီစဉ်ရှိသေးလားဟုတ်ကဲ့ရှိပါတယ်ခင်ဗျာဟိုနောက်ထပ်သချင်းလေးရှိပါသေးရဲ့ကျွန်တော်ခုနဘောနော်ဟိုချစ်လုံးလိုပါဆိုတဲ့သချင်းလေးလည်းကျွန်တော်ဝယ်ထားရပေါ့နော်အဲ့သချင်းလေးလည်းလုပ်ရမယ်ပြီးတော့နောက်ထပ်ကကျွန်တော်ဟိုဆရာကောင်းကင်ချိုကနေမှကျွန်တော်သချင်းလေးတစ်ပုဒ်ပေးထားရှိပါတယ်ခင်ဗျာဆရာကိုဒီမွေးနေ့ပွဲလေးကိုဆရာကိုတက်ပေးပါလို့ဆရာကိုဖိတ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဒါကျွန်တော်ဆရာကောင်းကင်ချိုပါခင်ဗျာဆရာရဲ့သချင်းလေးလည်းဟိုဘာလန်းဆောင်နေလို့ဆိုတော့သချင်းလေးလည်းဘာလန်းချင်းလေးပေါက်လာရှိရနော်ဟုတ်ကဲ့ဆရာအဲ့သချင်းလေးဒါဘယ်လိုပြီးဆိုပြတာလဲပြောပါအဲ့တချင်းကပထမဦးဆုံးကဗညာပေါ့ပထမဦးဆုံးပြီးခဲ့တဲ့15စုနှစ်လောက်ကဆိုင်းလင်းထက်ဆိုတပည့်တယောက်ဆိုခဲ့ဘူးတယ်မအောင်ခဲ့ဘူးကျွန်တော်ဗညာကိုတွေ့တဲ့အချိန်မှာဗညာကိုကျွန်တော်ခေါ်သွင်းလိုက်တယ်နေရာရသွားတယ်ပေါ့ကွက်တိဖြစ်သွားတယ်ပေါ့အဲ့ဒါကျွန်တော်ဗညာပြီးတော့တခါယတိလင်းလက်ခံကိုကျွန်တော်မင်းကလေးပေါ်ကကိုသွင်းလိုက်တယ်သွင်းလိုက်တဲ့အချိန်မှာထပ်အောင်မြင်တယ်ပြင်ပြီးတော့အချိန်မှာနောက်ဆုံးအောင်မြင်ခြင်းကတော့ဗျာဝက်ကွဲအောင်မြင်တာတော့ကျွန်တော်ညီငယ်လို့ညီလိုယူဆရတယ်နေတဲ့ရတာပေါ့ရတာအောင်မြင်တာမှဗျာကျွန်တော်ကောမန်နေလိုက်ဖတ်ကြည့်တာအဲ့တော့အောင်ရအီတလီနိုင်ငံမီလန်မြို့အေးမော်တဲ့အိုမန်နဲ့အီရတ်တဲ့တူဘိုင်းနဲ့ UK တဲ့ဂျာမနီတဲ့အများကြီးပါပဲအခုကျွန်တော်ကနေပြီးတော့သူ့ကိုတချင်းလေးတစ်ပုဒ်ရေးပေးထားပါတယ်ချမ်းသာခြင်းကဘယ်စည်းလဲတဲ့တိုင်တယ်လေးကတော့ချမ်းသာခြင်းကဘယ်စည်းလဲတဲ့မိုးတက်နေကိုဘာလျှောက်ဒီချင်းလေးပေးပြတယ်သူ့ရဲ့ဆိုပေါလေးတွေကဘယ်လိုဟောဒီဒါပြေးတက်ရည်ရောက်နိုင်တယ်ကျွန်တော်သူ့ရဲ့အတန်တွေနားထောင်လိုက်တဲ့အခါမှာသူ့ရဲ့အနွဲ့အလှဲ့နဲ့ဒီလိုခန်းစားချက်တခြင်းဘဝသေယုတ်ဖို့ခန်းစားချက်တခြင်းဒါအချစ်လွမ်းမဟုတ်ဘဝသေယုတ်ဖို့ဟိုလူတိုင်းဘဝတွေနဲ့သက်ဆိုင်တဲ့တခြင်းလေးတစ်ပုဒ်ကိုသူ့ရဲ့အနွဲ့အလှဲ့အတန်ပါဝါဩဇာတိတ်ကမတ်နဲ့ဆိုရင်ပြည့်စုံမယ်တင်လို့ကျွန်တော်သူ့ဒီတခြင်းလေးကိုရွေးပြီးတော့ဒီမင်းတကာကိုကျင့်ခိုင်းတာပါတော့လည်းကျွန်တော်စူးစမ်းပြီးချပြမှာပေါ့အကောင်းဆုံးပြအောင်ချပြမှာပေါ့ဝိုင်းဝန်းထိုးတင်ပေးမှာပေါ့ယနေ့မှဆရာနှစ်တရာတိုင်းအောင်မြင်ကြော်ကြားသောနိုင်ငံကျော်တေးသချင်းတယောက်ဖြစ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါကျွန်တော်ဟိုလေဝေးရဟောနော်ဦးကျော်ငိမ့်လူတကာကြီးဦးကျော်ငိမ့်ရနေပြောမှာကျွန်တော်အလှပွဲလေးငားပါတယ်ပြီးတော့မန္တလေးကဗေဒရွှေချာပေးကြရွှေချကထိန်ပွဲကနေမှလည်းဖိတ်တယ်ပေါ့နော်ကလိန်ပွဲကိုတက်ဖို့တက်ဖိတ်လို့ကျွန်တော်အဲ့မှလည်းသွားရောက်ပြီးဖြောပြခဲ့ရပါသေးတယ်အဲ့လိုအဲ့မှာသွားကိုယ်လည်းသွားဆိုတော့လေဒီတက်နဲ့ကိုထိတ်ထိတ်တွေ့ရတဲ့အခါမှာကိုယ့်ရဲ့
ဘယ်လိုဖြစ်လဲဆိုအဲ့ကအရန်အားပေးတယ်ပေါ့နော်အရန်အားပေးရန်ချမ်းတဲ့အတွက်ကျွန်တော်ပေါ့နော်အောက်ကပရိသတ်တွေအများကြီးလက်ခုပ်တွေတီးကျွန်တော်ဆိုတဲ့ခါကျတော့အကုန်လုံးကကျွန်တော်ကလည်းမမတ်ရအဲ့မှာကိုဖော်ဝေးရဲ့ရွှေမိုးရွာအရှင်မိုးရတချင်းလေးနဲ့ဖြောပြပေးခဲ့တာပထမဆုံးအဲ့တပုတ်ပဲစုခွင့်ရလိုက်တာအဲ့ညာကျွန်တော်ရောက်သွားလဲနောက်ကြတယ်အရှိမအကိုစီနီယာအကိုတွေကလည်းနာမည်ကြီးကိုတွေအများကြီးပဲလေဟိုတားတယောက်ပဲတားနာမည်မှမကြီးသေးရဆိုတော့အဲ့လိုမျိုးတပုတ်ပဲစုလိုက်ရတယ်အဲ့ရွှေမိုးရဆိုတဲ့တချင်းလေးအဲ့မှာဆိုင်းဖွဲရဆိုဥဘေတော့ပါတယ်ဥဘေတော့ဆိုလဲတားကိုတွဲခေါ်ပါတယ်ဥဘေတော့အရန်သဘောကောင်းတယ်တားလေးလာပါဆိုမှလဲဆိုတားအဲ့မှာစတစ်ပါသွားတာစတစ်ကမဖတ်ဘူးတားစတစ်ကမဖတ်လည်းမဖတ်တော့တားအားနဲ့တားလေးအားဆိုလို့ရှိရင်ရွှေမိုးရွာရလားဟုတ်ကဲ့ရတယ်ဆရာလို့ရတယ်လို့ဝယ်တော့တာရတယ်ဆိုနိုင်တယ်လို့ဆိုတော့ဝယ်တော့ကီဘုတ်ဆရာအနေမှာရွှေမိုးရွာကိုတီးပြီးရကျွန်တော်အဲ့ချင်းလေးဆိုလိုက်ဟိုတားလေးပျော်ပျော်ပါပါပဲဆိုလိုက်တယ်ကခုံပြီးတော့အောက်ကပရိသတ်တရားလည်းကခုံပြီးရန်အားပေးကြပါတယ်အန်ဒီဖေတာတို့ကလည်းအားပေးတယ်အန်ဒီဖေတာရွှေချမိသားစုကလည်းရန်အားပေးတယ်တားကိုစုတွေလည်းအများကြီးချလိုက်ပါတယ်အဲ့တော့ကျွန်တော်ပေါ့နော်အဓိကတော့ဗာလဲဆိုတော့အောက်ကပရိသတ်တွေအများကြီးအားပေးတဲ့အတွက်ပျော်တာပေါ့နော်ဟိုဆိုရတာဟိုကိုတချင်းဆိုတာဝါသနာပါတယ်ကိုအားပေးတဲ့ပြည်သက်ရှိရဆိုတော့တကယ်အတိုင်းမသိဝမ်းတာခဲ့ပါတယ်အရန်ပြောခဲ့တယ်အဲ့ဖွဲ့တယ်ကျွန်တော်အဲ့ဟိုဆရာရဲမင်းကိုပေးတဲ့ဖွင့်ပြောခဲ့သူဆိုတဲ့တချင်းလေးကိုအရင်ဆုံးစပြီးရိုက်ဖြစ်လိုက်တာပါဒါဆရာအနေမှာကိုနဲ့လိုက်ဖတ်တယ်ဆိုပြီးစေတနာနဲ့ပေါ့နော်စီနီယာဆရာတယောက်အနေနဲ့ပေးရဲ့အတွက်လေးလေးစားစားကျွန်တော်လည်းလေးစားတမှုနဲ့ငွေနည်းနည်းရင်းနှီးပြီးတော့ပေါ့နော်အဲ့လိုမျိုးထုတ်ပြီးတော့မှအားဆိုင်ပြီးတော့ဒီဟိုဟာmusic video လေးရိုက်ခဲ့ပါတယ်ဟိုကျွန်တော်ဆရာကိုနောင်ယူကဆိုရင်အနေဝေးလဲလွှမ်းလို့မကုန်နဲ့သူကအဲ့လိုရိုက်စေချင်တာဒါပေမဲ့ဒါကကြတော့အဲ့ဒီတချင်းကနည်းနည်းဆက်အိမ်နည်းနည်းကျေတော့ကုန်ချစီများမှာပို့လို့ကုန်ချစီများမယ်ဆိုတော့ဒါမရိုက်ဖြစ်လိုက်ဘူးပေါ့နော်မရိုက်နိုင်သေးဘူးအဲ့လိုတချိန်ကြရင်တော့ပေါ့နော်ဒါဆန်စုနေရရိုက်မယ်ရိုက်ဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့အခုလောလောဆယ်တော့ဟိုလိုက်ရှိုးလေးရိုက်ထားပါတယ်မာဒလီမှာတွားပြီးလိုက်ရှိုးလေးရိုက်ထားပါတယ်ပြီးတော့ကျွန်တော်နောက်တစ်ချိန်ကျရင်ကျွန်တော်တရုတ်ဆောင်လေးနဲ့ပေါ့နော်အဲ့လို music video လေးထပ်ပြီးတော့ရိုက်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာနောက်ထပ်တစ်ချင်းအသစ်အနေနဲ့ပထမအခုအနီးကပ်ဆုံးကတော့ပေါ့ကျွန်တော်ဒီပွဲလေးပြီးသွားလို့နောက်လာတဲ့ကြားလို့ရှိရင်ကျွန်တော်ဥအောင်သူရဲ့ချစ်လုံးလို့ပါဆိုတဲ့တစ်ချင်းလေးကျွန်တော်ဝယ်ထားတယ်အဲ့တစ်ချင်းလေးကိုကျွန်တော်အရင်ဆုံးစထပ်ပြီးလုပ်ပါမယ်ခင်ဗျာအခုလက်ရှိဝတ်သက်ကိုအားပေးကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးဝတ်သက်ကကျေးဇူးတင်နေပေါ့နော်ကျေးဇူးတင်နေအားလုံးကိုလည်းချစ်ပါတယ်လို့အားလုံးစိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့လည်းပြည့်စုံကြပါစေပြီးတော့ဝတ်သက်နောက်ထပ်တစ်ချင်းလေးတွေမှာလည်းဝတ်သက်ကိုအခုလိုပဲမေတ္တာမပြတ်နဲ့မေတ္တာမပြတ်ဖက်နဲ့ဝတ်သက်ကိုဆက်ပြီးတော့အားပေးပါအောင်လို့ဝတ်သက်ကတောင်းဆိုပါတယ်ခင်ဗျာHey, hey, hey.